လို့ဖြစ်မယ်ကြောင်မရှိပဲကြောင်လာရှာတဲ့လူတွေနဲ့ဆုံးတွေ့ချိန်တိုင်းလေသူတို့မတွေ့တဲ့အခါကျွန်တော်သာကြောင်ပြောက်ဖြစ်တယ်